ခုမြင်တွေ့နေရတဲ့ Top 6 finalist တွေက Miss Chinatown Global Myanmar 2026 goes to Bako! Congratulations, Bako. Okay, this will go be a senior baby Supernational Myanmar. Yeah, National Director. Go come here, go make a variation. So you are a Miss Chinatown Global Myanmar 2026 winner sushi နဲ့ဖြစ်ပါတယ်ခင်ဗျာ။ဘကိုးအတွက်အားပေးလက်ခုပ်တွေများချီးမြှင့်ပေးကြပါဦးခင်ဗျာ Congratulations ပါနော်တရဖူပေးရချီးမြှင့်ပေးတယ်ကျမတို့ချစ်ခင်လေးစားပါတယ် National Director ကိုကောင်းမြတ်သူကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင်ဆိုရင်တော့နိုင်ငံကိုစားပြုအလှမဲ့တအူးစတင်ပြီးတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်တရဖူဆုရှင်တူကျမတို့တွေထပ်မံကြီးညာပေးသွားတော့မှာပဲဖြစ်ပါတယ် Face of Beauty International Myanmar 2026ဖြစ်ပါတယ် Face of Beauty Myanmar 2026 Terapugo Yashi by Saindore Atlame Ligaro Face of Beauty Myanmar 2026 is Myitjina ဟုတ်ကဲ့ပါရှင်မြစ်ကြီးနာဖြစ်ပါတယ်လာမယ်လေးကိုတရဖူပေးရချီးမြှင့်ပေးပါရအတွက် Face of Beauty International Myanmar 2025ဟမ်မေးမြတ်ရုံကိုစင်မြင့်ထက်တော့ဖိတ်ခေါ်ပါရရှင် ။ဂုဏ်ယူပါတယ်ခင်ဗျာ။ ခင်ရတဲ့ every တန်များခင်ဗျာကျွန်တော်တို့ဒီကနေ့ညရဲ့တရဖူပိုင်ရှင်နှစ်ဦးတိတိဖတ်ပေါ်လို့လာခဲ့ပါပြီခင်ဗျာကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပို့ပြီးတော့ရေခုံရမယ့်အချိန်ကိုရောက်ရှိလာပြီခင်ဗျာ Member tomorrow ye main crown did it Miss Supranational Myanmar 2026 next to first runner up second runner up third runner up တွေကိုလည်းအတီးတီးချင်းမြင်ပေးတော့မှာလည်းဖြစ်ပါတယ် ဟုတ်ကဲ့ပါ Face of Beauty တရဖူပေးရချီးမြှင့်ပေးတဲ့ Face of Beauty International Myanmar 2025ဟမ်မေးမြတ်ရုံကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်အခုဆက်လက်ပြီး Miss Supranational Myanmar 2026 Third Runner Up ဆုရှင်ကိုကျမတို့တွေကြီးညာပေးသွားတော့မှာဖြစ်ပါတယ် Third Runner Up goes to Den Ule ဂုဏ်ယူပါတယ်ခင်ဗျာ Don't you are Miss Supranational Myanmar 2026 ရဲ့ third runner up ဆုရှင်ပြင်ဦးလွင်ဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီကနေ့ညရဲ့ Miss Supranational Myanmar 2026 second runner up ဆုရှင်ကိုဂုဏ်ယူစွာဖြင့်ကြီးညာပေးခြင်းပါတယ် Miss Supranational Myanmar 2026 second runner up Davido အခုဆိုရင်တော့စင်မြင့်ထက်မှာလာမယ်လေးနှစ်ဦးကပဲ final announcement အတွက်စောင့်ဆိုင်နေပြီဖြစ်ပါတယ်ရှင် ကျမတို့ MC တွေလည်း
ရှင်နေလဲခုံအသားတွေလဲတုံးကျမတို့ဧည့်သည်တွေလဲပရိသတ်တွေနဲ့ရှင်နေလဲတော့ခုံနေမယ်လို့ထင်ပါတယ် ဟုတ်ပါရဲ့ ခုစမင်းချက်မှာနှစ်ဦးနဲ့ချန်ရှိနေတဲ့ကျမတို့ရဲ့အလှမယ်လေးတွေကလည်းရှင်ခုံတန်းနေဝုန်းတိုင်းကျဲနေမယ်လို့ပြောလင်းပါတယ်ခုစမင်းချက်မှာရှိနေတဲ့နှစ်ဦးတည်းကမှဒီကနေ့ညရဲ့ Miss Supranational မြန်မာ2026ကဘယ်သူဖြစ်သွားမလဲဆိုတာကိုရင်ခုန်စွာနဲ့စောင့်မျှော်ရတော့မှာဖြစ်ပါတယ်ရှင် Great ကြီး Great လာမယ်လေးအတွက် ဘယ်မျိုးကချင်ပါလဲဘယ် ကြကြလေး ဘယ်သူလို့ထင်ပါလဲ ဘက်ကစစ်တွေဒီဘက်ကရောယေ ယေ တွေလား ယေ ယေလား ယေစစ်တွေโอเค အဲ့ဒါတော့များရှင်အားလုံးရဲ့ရင်ခုန်မှုတွေကိုအရှိန်မြင့်တင်ပေးမဲ့ကျမတို့ရဲ့အဓိက moment ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ် Ladies and gentlemen, Miss Supranational Myanmar 2026 is Yay!ဆက်လွယ်ပေးရချင်းမြင့်ပေးမှာတော့ကျမတို့ရွှေမင်းညီနောင် Diamond Sango Jewelry ရဲ့ပေါင်းနာစီကိုတရားသူဓမ္မဝဏိဇောတာဒရာဒေါက်တာအောင်မျိုးထွန်းပဲဖြစ်ပါတယ်ရှင်ဒေါက်တာအောင်မျိုးထွန်းသူပဲကျေးဇူးတင်ပါတယ်တရဖူပေးရချင်းမြင့်သွားမှာတော့ Miss Supranational Myanmar 2025 Cherry Mo Miss Supranational Myanmar 2025 Cherry Mo ကျေးဇူးများတင်ပါတယ်ဆက်လက်ပြီးတော့ First Runner Up ဆုရှင်ကိုလည်းချီးမြှင့်ပေးသွားမှာဖြစ်ပါတယ် Miss Supranational Myanmar 2026ရဲ့ First Runner Up စစ်တွေကိုစားပြီးလာမယ်လေးဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Miss Supranational Myanmar 2026 Face of Beauty Myanmar 2026, Miss Chinatown Global Myanmar 2026. Take your first walk. နာမည်လေးများရဲ့ပထမဆုံးရှောက်လန်းမှုလက်ခုပ်တန်ကျဲကြီးနဲ့ဂုဏ်ပြုကြိုဆိုပေးပါအောင်ရှင်ကျမတို့ရဲ့နိုင်ငံကိုစားပြီးတော့လာမယ်လေ3ဦးရဲ့နိုင်ငံတကာစင်မြင့်တီရှင်ပြိုင်မှုအစစ်အစစ်မှာလည်းပြည်သက်များအနေနဲ့အားပေးဝန်းရံပေးဖို့ဒီနေရာနဲ့တောင်းဆိုကြပါတယ်ရှင်ဒီကနေ့ကျင်းပတဲ့ Stress Entertainment ကကြီးမှုကျင်းပတဲ့ Miss Supranational Myanmar 2026ပြိုင်ပွဲကြီးအောင်မြ